ရှက်တို့သမီးတို့သမီးကဘယ်မျိုးသမီးနဲ့တူပွေးပွေးဝါပွေးပွေးလူသားဘယ်မင်းသားလဲစောင့်ကြည့်ပြီကိုမင်းဦးဝင်းဦးပြောပါဦးဗျာအဲ့တော့ဟုတ်ပါပြီအဲ့တော့ဒီမှာဒုရောသားဒုရောသမီးရောရှိနေပါပြီအဲ့တော့ကျွန်တော်စပြီးတော့ဒုက္ခပေးချင်ပါလေအဲ့တော့ဒုက္ခမပေးသေးဘူးเนาะကျွန်တော်ဒီပေါ်မှာအရင်ဆုံးကျွန်တော်တို့လူတစ်ယောက်ကိုခံစဲပြီးတော့ကျွန်တော်ခေါ်လိုက်မယ်เนาะအဲ့တော့ကျွန်တော်တို့ဒီနေ့လာတဲ့ပရိသတ်တွေထဲမှာအရက်ကလည်းရှည်ရမယ်ချောလေးချောရမယ် miss တွေလည်းကုန်ဖတ်ပြေးကုန်ပြီအရက်ကလည်းရှည်ရမယ်ချောလေးချောရမယ်သူတို့ကျွန်တော်နဲ့အတူဒုက္ခပေးခြင်းနဲ့အတူတယောက်ကအစင်မော်တက်ခဲ့ပါဗျာတယောက်ကဟောအကိုရဲ့တိတ်ခေါ်အောင်ရောက်လာဘယ်ရဲ့စိတ်ကြံနေလဲမသိဘူးအခုကဘိုင်းနဲ့မင်္ဂလာစင်မော်ဒီဘိုင်းချက်တင်လာချောကလက်လားဟောချောကလက်ဘာလို့စိတ်ကြံအတူတဝါကိုက်စိတ်ကြံအဲ့တော့အကိုဒုက္ခပေးမှလည်းကျွန်တော်ပို့ဖြည့်နိုင်တယ်နော်အကိုကအရင်လည်းမြင်နေဆိုတော့ဘလူးသားရဲ့ဘလူးမျိုးကျွန်တော်ဘာစိတ်နဲ့မှပြောတာမဟုတ်ဘူးနော်အကိုကဒီလိုနမ်းလိုက်သူတို့မပြီးတော့ဘူးဟုတ်တယ်နော်အဲ့တော့အကိုကဒီလိုနမ်းလိုက်ပြီးရင်ဘသူပဲဖြစ်ဘလူးသားပဲဖြစ်ဘလူးသမီးပဲဖြစ်အဲ့ဒီချောကလက်ကိုလက်လုံးဝမထိပဲနဲ့ယူရမယ်ပြီးရင်တယောက်နဲ့တယောက်ပါးစပ်ထဲကိုပွတ်ကြည့်ရလက်လုံးဝမထိရအောင်ကြားဖြစ်နေချစ်တယ်ဆိုဖြစ်နေဖြစ်တယ်နော်သိကြနော်ဘယ်လိုဖြစ်တာဖြစ်တယ်ဘယ်လိုဖြစ်တာလဲအဲ့ဒါစားဖို့ဖြစ်တယ်โอเคနော်ဖြစ်တယ်နော်အဲ့တော့သူ့ကိုဘယ်လိုသတ်မှတ်ရမလဲဆိုတော့ပြောပြမယ်နော်သူကအချစ်တဲ့ပိမှာပန်းလေးမသိဘဲနဲ့ချောကလက်သီးနေတယ်နော်အဲ့တော့အချစ်တဲ့ပိမှာပန်းလေးမသိဘဲနဲ့ချောကလက်သီးနေတာကိုဒရိုသမီးရောဒရိုသားကလက်လုံးဝမသုံးနဲ့အရင်ဆုံးယူရမယ်ယူပြီးရင်ပါဇက်တဲကိုတရားနဲ့တရားလက်လုံးဝမပါပဲခွန်ကျွေးရမယ်အဆင်ပြေပြီနော်အဲ့တော့သူတို့နှစ်ယောက်အဆင်ပြေမယ်ထင်နေဆိုရင်ကျွန်တော်လက်ခုပ်တန်လေးကြားကြပါမယ်ဝါပရိသတ်တွေလည်းတော့ရမ်းပြောင်းကြီးရနော်ဘာလို့လဲသူတို့စားနေတဲ့ကျူတွေအားလုံးပြစ်ချပြီးတော့ဒီရဟုတ်ပြီအဲ့တော့ okay အဲ့တော့စမယ်နော်အကိုကအပေါ်အမြင့်ဆုံးကိုင်သူတို့မပြီးအောင်ပြီးရုံးမယ်ဒီလို okay ဟုတ်ပြီနော်လူသမီးချော်လေးပဲနော်မင်္ဂလာဦးညာသတိထားပါချီရောဟေးစင်မဘာလို့ဟောက်ကြိုက်လောက်တော့မကြည့်ရဘူးကဲသူကလိုက်ခွန်ကျွေးနေလို့ပဲโอเคရပြီအရင်ဆုံးကျွေးမယ်ဗဇက်နဲ့လက်နဲ့မထိရဘူးပြောထားတယ်လက်နဲ့မထိတာဘူးအဲ့တော့ဒီနေရာတော့ပြည်သက်တွေအားလုံးအကြည့်ကျဆုံးနေရာလို့ကျွန်တော်ထင်ပါတယ်မနေ့ကိုအကျဉ်းရုပ်ပြီးတော့ကျွန်တော်ဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့3 2 1ကျွေးပါဗျာကျွန်တော်တို့မကြည့်ရဘူးကြည့်ရဲလက်တော့ကြလေးစားကြပါရခင်ဗျာဘာလို့လဲကြားလဲစားလိုက်ရတာလို့သာဝင်သွားတယ်စတဲ့ရပါโอเคကျေးဇူးတင်တယ်အဲ့တော့တက်ကြွေးဦးမှာလားဟဲ့တော်ပြီလေတော်တယ်ပဲကောင်းတယ်လေထုတ်လိုက်တာတော့ခဏမှသွားပြီးတော့ခဏပြန်ထားလို့ရတယ်အချစ်သူတွေရတယ်အရန်လို့ကျင်တာပဲကိုချောက်တဲ့ကိုခဏလေးတော့ဒရိုးသားတော့စားလိုက်တော့ရပြီစတဲ့ရောက်ပါစကြည်လားစကြည်နော်ဒရိုးသားကိုမင်းမှုဒရိုးသမီးကမခွေခွေနော်ကိုကျေးဇူးတင်ပါတယ်ခုလိုမျိုးတော့ကလာပေးတယ်ကျေးဇူးပါသူကဒီမင်္ဂလာဆောင်တက်လာတော့အဲ့ဒီရောကျန်တဲ့တက်လာအဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒုက္ခတွေပြပြပါတယ်ဒုက္ခတွေတော့ပုံတာဒုက္ခပေါ့နော်အဲ့တော့ဒရိုးသားကတော့ဘာမှနှခမ်းနေတွေပြင်မယ်ဒရိုးသမီးကတော့ဘာမှမပြင်ဘူးအဲ့တော့ဒရိုးသားနဲ့ဒရိုးသမီးနဲ့တူရှင်စုံပြီးတော့အနမ်းနေပေးကြမှာဖြစ်ပါတယ်အဲ့ခုကြမှာအဲ့တော့ဟုတ်ပြီနော်အဲ့တော့တူရှင်စုံပြီးအနမ်းပေးမယ်ဆိုတော့3 2 1ဆိုတာနဲ့ဒရိုးသားအချင်းလေးပြီးရင်ဒရိုးသမီးရပေးအဲ့တော့သူတို့အနမ်းနေပေးနေတဲ့အချိန်မှာကျွန်တော်တို့လက်ခုပ်တန်အဆက်မပြတ်ကြားကြပါလေဗျာအဲ့တော့ကဲစမယ်3 2 1ဒရိုးသားလည်းရှက်လည်းမရှက်တော့ဘူးတော်ပြီဒရိုးသမီးကြပေးမယ်3 2 1တကယ်ကိုကြီးတော့ပဲမထူးတဲ့တော့โอเคပြီးရောအဲ့ဒါ
ရသေးနော်သူတို့အတွဲတွဲတော့ဟုတ်ကဲ့ပါဒီနေ့အခမ်းအနားကိုကြောင်းလာကြတဲ့ကျွန်တော်တို့ဒီလိုများတကယ်ကိုပဲချစ်စရာကောင်းပြီးတော့ဒါပရိသတ်တွေအတွက်တကယ်ကိုပျော်စေခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတို့အကရနဲ့အကြာကြီးတိုက်ခဲ့တာဖြစ်ပါတယ်သေဥဆောင်နဲ့အကြာကြီးသိချင်ခဲ့တာဖြစ်ပါတယ်ဒါပြင်သရိုးသားဆိုတာအရန်အချက်အချောက်ကြီးတာဖြစ်ပါတယ်နော်အဲ့ကြားရတဲ့ကျွန်တော်တို့ဒီနေ့မှာပရိသတ်တွေရှိမှာဗန်းပြခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာသူတို့နှစ်ဦးရဲ့မင်္ဂလာပွဲအထောက်အပံ့တဲ့အနေနဲ့လက်ခုပ်သံအကျယ်ကြီးထပ်မံပြီးတော့ကြားချင်ပါတယ်ခင်ဗျာကျေးဇူးပါဟုတ်ကဲ့ဒီလိုသမီးနဲ့ဒီလိုသားအတွက်မင်္ဂလာအမြတ်ကားလေးလုပ်ရအောင်ဒီနေ့ဒီချိန်ကစားပြီးတော့အမအောင်ကိုစိတ်ချမ်းသာကြိုးစားမှာအတိုင်းမိမိအများကြီးရပါစေလို့ဆုတောင်းပေးပါရနော်။ဘောလုံးတစ်သိန်းထားပါဘောနော်။အများကြီးရပြီးတော့လေဟိုအလုပ်ပညာလုပ်တဲ့လူကလုပ်ပေါ့စစ်သားလုပ်တဲ့လူကလုပ်ဆရာဝန်ကြီးလုပ်တဲ့လူကလုပ်အဲ့လိုမျိုးပေါ့နော်တတိုင်းမိမိအများကြီးရပါစေလို့ဆုတောင်းပေးပါရ။ကျမရဲ့ရှင်တော်သေးတာပေါ့လေရင်မယ်ဆိုပြီးလေရင်တစ်စည်းစာပြောရတယ်โอเคတက်ပြောပြပါဦးဟုတ်ကဲ့ဒီနေ့မင်္ဂလာဆောင်နေစားပြီးတော့ဒီနေ့မင်္ဂလာဆောင်မှာပြည်သက်တွေအားလုံးဖြောပြသွားတဲ့လိုပဲအဲ့လို performance တွေနဲ့ဘဝတစ်လျှောက်လုံးမှာလည်းပေါ့နော်ဒီလိုပြောစရာကောင်းတဲ့နဲ့ဆက်လက်ကြွတဲ့ performance တွေနဲ့တစ်သက်လုံးဖိုးရီပိုင်းဖြစ်တဲ့အထိပျော်ပျော်ရွှင်ရွှင်ဟိုဖိုးရီပိုင်းဖြစ်သွားပြီပေါ့နော်ဒီစုံမဲ့စိတ်ထဲမှာကလေးလေးကိုငယ်တော့အတိုင်းပဲချစ်နိုင်ပါစေငယ်တော့အတိုင်းပဲဆက်လက်ကြွနိုင်ပါစေလို့ဒီမှာတောင်းပေးချင်ပါတယ်ရှင်အားလုံးကျေးဇူးပါတယ်ဘယ်တော့မှမဖြစ်စေရဘူးဖိုးရင်ပွားကြီးอ่ะเนาะโอเคဘာလို့လဲဒီနေ့မှာအရင်ကတော့ဒီနေ့ဟိုမင်းအောင်တော့လာပြီးတော့အမွာဘူးလေးဝေးပါစေလို့ဆုတောင်းပေးပါရယ်မမွာလေးစတာလားစင်မော်တွေကမွာအခုဒီအမွာပဲเนาะဒီကားနဲ့ဒီကောင်နဲ့ဘာလို့လဲသမီးက4ယောက်သမီးက8ယောက်Mandia pane kami, kata kayu ni jangan ni nama masih. Kemana? အဲ့မှာကျွန်တော်အခုလိုမင်္ဂလာဆုံးတဲ့အားပြောရတာဒီပြန်မှာဘုရားဘုရားဘုရားမှာကြားပါတယ်။ကျွန်တော်တို့ဒီအားလုံးရဲ့ဘုရားပါကျွန်တော်ကြောက်လာတဲ့ပေးတဲ့အားလုံးရဲ့ဘုရားကျွန်တော်ဒီညနဲ့လည်းပြောနေတဲ့စကားတွေမှရှိပါတယ်အခုမှစကားတွေဒါတွေတော့ကျွန်တော်ဒီနေ့ရှင်းပြပါမယ်ဒီနေ့ဘုရားမှာစဖြစ်ရတယ်နော်ဝိနည်းကလည်းစဖြစ်ရတယ်နော်တော့ဒါလည်းပြည့်နေတယ်။ဆောက်ရတဲ့တော့လည်းပါတယ်။အားလုံးသားပြည့်နေတာလေးနဲ့ဒီနေ့နဲ့ဝိပါပြနေမှာနော်။တော့လောကအကျိုးတန်ခါအကျိုးလည်းသူဆန်းဆောင်နေတယ်။ဒါမှမဟုတ်ရင်လည်းဖြစ်တာပါ။ဒီမှာပါ။ကျေးဇူးပါ။ဒီနေ့မှာဒီပြရတိုင်းဒီသားပြည့်စုံခြင်းလေးပါပြည့်လိုက်နိုင်ပါစေ။ဘုရားများအတွက်ဒုဝေကျေးဇူးတင်ပါတယ်။ကျွန်တော်တကယ်ချင်းငယ်တကယ်ချင်းကိုပြင်းပြင်းနဲ့အာဒီမြင့်တို့ရဲ့သမီးလေးဖွင့်မှာသူတို့နှစ်ယောက်လုံးဘဝတစ်လျှောက်လုံးမှာလောလောရှင်ရှင်နဲ့ရှင်းခင်ခင်ပြင်နေတာမှနေနိုင်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။အဲ့တော့ပြည်သူတွေအားလုံးလည်းသိတဲ့အချက်လေးရှိမယ်။အဲ့တော့အကူကအမောက်ကြီးစားဖို့ကတော့ဘယ်လိုပေါ်လဲရှစ်လေးဝါရှစ်လေးနော်
အဲ့တော့ကိုဘယ်လိုပေါ့ဒါအစီအစဉ်မပါဘူးကျွန်တော်တို့ဘေးအမတာတယ်လို့ပြောတယ်မချီကိုအမဘေးတော့โอเคအဲ့တော့ဒီနေ့ကမင်္ဂလာဆောင်လိုက်ပြီဆိုတော့ဘောင်းနဲ့သွားရဲဆိုတာဘယ်လိုပေါ့ပါဒီနေ့ချစ်သူကြီးသားတော့ဟုတ်တော့လေသတိမှမသွားရပါဘူးလေအဲ့တော့အခေါ်အဝေါ်တွေတောင်းလို့စီစဉ်ရှိပါချစ်တယ်ဘာချစ်အဲကြီးသားကတော့ကျွန်တော်ချစ်တယ်ရောမောင်နဲ့လည်းတော့ချစ်တော့လုံးပြသွားဟုတ်ပြီအဲ့တော့မအောင်ဘယ်လားဟုတ်ပြီမအောင်ဘယ်လိုကြောင်းလာပေါ့အဲ့ဒီကြောင်းတော့ဒီနေ့ဆိုင်ဘယ်လိုပေါ့ပါအကိုအဲ့တော့အကိုနဲ့ဆင်းရဲတော့ဒီအဲ့တော့အကိုနဲ့ချစ်မောင်နဲ့အတွက်ကျွန်တော်ဥဒ္ဒနာကြားချင်ပါတယ်ခင်ဗျာဒီပါအဲ့တော့ဒီမှာကျွန်တော်ရဲ့ဒီမင်္ဂလာခန်းတော်ကိုကြောက်ပြီးအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ပြန်ပြီးကျွန်တော်ချင်းပြပေးနေတယ်ဒီမင်္ဂလာခန်းတော်ဆိုပြီးတော့ပြောစကားလေးအောင်းကြီးဆုံးနဲ့ချက်ပါနေရဖြစ်ပါတယ်အဲ့တော့ဒီနေ့အားလုံးနဲ့ကျွန်တော်ရဲ့မင်္ဂလာခန်းတော်ဆိုပြီးအထူးပဲကျေးဇူးတင်ချင်ပါတော့ပြောချင်တယ်မင်္ဂလာလူသားနဲ့မင်္ဂလာတို့ပြီးပြီးပြည်တယ်ပြီးတော့ကျွန်တော်တို့ဆက်တဲ့အစီအစဉ်ကိုဆက်လက်ပြီးတော့ပေါင်းစည်းကြပါဦးဗျာMene na mani, mene na mani.
ကျယ်တွေဆုံးလင်းနေလျက်ကရင်မမဝင်လဲမကြကိုဟာမင်းလေးရှိနေမှာစိတ်လေးတန်ချစ်တီတော့တာယာညင်တာပြည့်စည်တော့တန်စင်လေးလိုက်ကြချင်းချင်းနာနာတဲ့ချင်းတွေဆိုမင်းမင်းလေးရှိနေမှာthe chilly shine ma sinza tibala shin tan ji ye de de so da mili shine ma the chilly shine ma sinza tibala shin kong yin ne the chin de so de om ma do 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 doတူတူရင်ဆိုင်ဖြတ်တန်းကြဖြူစင်နေနှလုံးသားခိုင်မာဆုံးရပလို့ချအကျိုးချောင်းတွေကုန်လုံးအားတေချာဝေဖန်ဖြစ်ရှင်းသွားတစ်ချိန်မှတို့တစ်ချင်းများတိမ်ရန်ဘောကိုလွင့်ပြန်စေမယ်မင်းလေးရှိနေမှာအချင်းလေးရှိနေမှာစဉ်းစားကြည့်ပါလားရှင်တန်ကြီးရဲ့ဒီနေ့ဆိုတာမင်းလေးရှိနေမှာအချင်းလေးရှိနေမှာစဉ်းစားကြည့်ပါလားရင်ကုန်ရင်းနဲ့တစ်ချင်းတွေဆိုနေအောင်မှာဒူ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 နေလာကျယ်ရီဆုံးလင်းနေလျက်ကရင်မဘဝင်လဲမကြကိုဟာမင်းလေးရှိနေမှာစိတ်လေးတန်ချစ်တီတော့တာယာညင်တာပြည့်စည်တော့တန်စင်လေးလိုက်ကြချင်းချင်းနာနာတဲ့ချင်းတွေဆိုမင်းမင်းလေးရှိနေမှာအချင်းလေးရှိနေမှာစဉ်းစားကြည့်ပါလားရှင်တန်ကြီးရဲ့ဒီနေ့ဆိုတာမင်းလေးရှိနေမှာအချင်းလေးရှိနေမှာစဉ်းစားကြည့်ပါလားရှင်ကုန်ရင်းနဲ့တစ်ချင်းတွေဆိုနေအောင်မှာဒူ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 ရှိနေမှာအချင်းလေးရှိနေမှာစဉ်းစားကြည့်ပါလားရှင်တန်ကြီးရဲ့ဒီပဲဆိုတာမင်းလေးရှိနေမှာအချင်းလေးရှိနေမှာစဉ်းစားကြည့်ပါလားရင်ခုန်ရင်းနဲ့တစ်ချင်းတွေဆိုနေအောင်မှာဒူဒူဒူ